မင်္ဂလာပါ World ခုံတိုင်းမှာအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်အဲ့တော့ဒီတစ်ပတ်မှာအရေးကြီးတဲ့ပွဲစဉ်တွေရှိတယ်ကျွန်တော်တို့မြန်မာ fighter 3ဦးထိပါဝင်ရှင်ပြိုင်မှာဖြစ်တယ်ပြီးတော့ UFC မှာလည်းအိမ်ဖြူတော်ပွဲစဉ်ရှိနေပါတယ်ပထမဆုံးပြောပြချင်တဲ့အကြောင်းအရာကတော့ဒီအိမ်ဖြူတော်ပွဲမှာခေါင်းပွဲနေရာမှာထိုးတက်မဲ့ fighter 2ယောက်ရဲ့လေးတိုက်တဲ့အကြောင်းတွေကိုပြောပြပေးတော့မှာဖြစ်ပါတယ်ဒါကတော့အရင်နေ့မှာအင်တာဗျူးထားတဲ့ဟာပါဒီမနက်မှာပဲထပ်ပြီးတော့အင်တာဗျူးတဲ့ဟာလည်းတီတန်ပြန်လည်ပြောပြမှာဖြစ်ပါတယ်အဲ့တော့အရင်ဆုံး Justin Gaethje ကအခုလိုမျိုးပြောဆိုသွားတာဖြစ်ပါတယ်အဲ့ဒီကောင်နည်းနည်းကောင်းချင်နေရလေသူ့ရဲ့မိမထားသွားတာလည်းမပြောနဲ့ယုံကြည်မှုတွေလွန်ကဲနေတယ်သူ့ကိုယ်သူဖျားလို့များထင်နေလားမသိဘူးတကယ်ချီတော့ကောင်းပါကွာဆိုပြီးတော့ Justin Gaethje ကဒီ Ilia Topuria ကိုပြောဆိုသွားတာဖြစ်ပါတယ်အဲ့တော့သူပြောတဲ့ပုံစံလည်းဟုတ်နေပါလေဒီအရန်ကိုယုံကြည်မှုလွန်ကဲနေတဲ့ပုံစံပေါ့နော် Donald Trump နဲ့တွေ့တဲ့အချိန်မှာလဲ Ilia Topuria ကခမားရဲ့မိတ်ဆွေကိုဘာလို့ခက်ခဲတဲ့ပြင်ပနဲ့ပေးတွေ့လဲဆိုပြီးတော့မေးခဲ့တာဖြစ်ပါတယ်အဲ့ဒါတော့တမတာ Trump ကိုမေးတာပါနော်အဲ့တော့ပြောချင်တာကတော့ကျွန်တော်အရန်တော်တယ်ဘာလို့အရန်တော်တဲ့လူကမှခမားရဲ့မိတ်ဆွေနဲ့ပေးတွေ့လဲဆိုတဲ့ပုံစံမျိုးပေါ့နော်သူလုံးဝအနိုင်ရမယ်ဆိုတဲ့ပုံစံမျိုး Ilia Topuria ကလေးတိုက်သွားတာဖြစ်ပါတယ်အဲ့ဒါက Donald Trump ကိုပြောဆိုသွားတာပါအခုအင်တာဗျူးမှာကျတော့ Justin Gaethje ကိုအိပ်ပျော်သွားအောင်အမောက်သိပ်ဖို့အထက်ကန်ဝိုင်းအတွင်းမှာအချိန်2မိနစ်ပဲလိုပါတယ်သူ့ရဲ့နိုင်ငံရှိသူ့ရဲ့မိသားစုဝင်ရှေ့မှာအိပ်ပျော်သွားအောင်လုပ်ပြသွားမယ်ဆိုပြီးတော့ပြောဆိုသွားတာဖြစ်ပါတယ်အဲ့တော့ဒီလောက်နဲ့မပြီးသေးဘူးခင်ဗျဒီ fighter 2ယောက်ကိုဒီမနက်မှာပဲ ESPN MMA ကနေအင်တာဗျူးထပ်လုပ်သွားပါတယ်အဲ့ဒီအစီအစဉ်မှာလည်းသူတို့2ယောက်ကအချင်းချင်းလိန်တိုက်သွားတာတွေကျွန်တော်တို့တွေ့ရပါတယ်ပထမအဆုံးက Justin Gaethje ပါခင်ဗျားကယုံကြည်မှုတွေလွန်ကဲနေတာပါပွဲရက်ကြရင်အထက်ကန်ဝိုင်းအတွင်းမှာ2ယောက်တည်းရင်ဆိုင်ရမယ်ဘယ်သူမှလည်းဝင်ကူမှာမဟုတ်ပါဘူးခင်ဗျားလည်းလူပဲဖျားမှမဟုတ်တာကျွန်တော်ရဲ့လက်တီးမိရင်မင်းလည်းအိပ်ပျော်သွားမှာပဲကျွန်တော်ဒီပွဲအတွက်နေပြတဲ့တေးရီရှာကိုပြင်ဆင်ထားပါတယ်Ilia Topuria ကို2ချီ3ချီဝင်းကျင်မှာပွဲဖြတ်ပြသွားမှာပါကျွန်တော်ရင်ဆိုင်ခဲ့တဲ့အရင်5ပွဲတုန်းကလည်းတစ်ချက်ကြည့်လိုက်ကြပါကျွန်တော်ကိုရှုံးမယ်ဆိုပြီးတော့ပဲပြောဆိုခဲ့ကြတာပါဒါပေမဲ့ကျွန်တော်အနိုင်ရအောင်လုပ်ပြနိုင်ခဲ့ပါတယ်ဒီပွဲမှာလည်းကျွန်တော်ပဲအနိုင်ရမှာပါအထက်ကန်ဝိုင်းရဲ့ဘရင်ဆိုတဲ့ကောင်ကိုကျွန်တော်ရအောင်ဖြိုးပြသွားမှာပါဆိုပြီးတော့ Justin Gaethje ကပြောဆိုသွားပါတယ်သူရဲ့ပြောဆိုမှုအပေါ်ကို Ilia Topuria လည်းအခုလိုမျိုးတုံ့ပြန်သွားတာဖြစ်ပါတယ်ခင်ဗျားကျွန်တော်ကိုဘရင်လို့ခေါ်တာတကယ်ကိုမိုက်တယ်ဗျာကျွန်တော်အရင်ကသဘောကျပါတယ်ခင်ဗျားပြောသလိုမျိုးပဲ2ချီ3ချီတိမမျော်လင့်ပါနဲ့လုံးဝရောက်မှာမဟုတ်ပါဘူးကျွန်တော်ကခင်ဗျားကိုပထမအချိန်မှာပဲအိပ်ပျော်တော့အောင်အမောက်သိပ်ပေးမှာပါပရိသတ်တွေလည်းစောင့်ကြည့်ကြပါမျက်တောင်မခတ်ဘဲနဲ့တည်စောင့်ကြည့်ကြပါဆိုပြီးတော့ Ilia Topuria ဘက်ကလည်းပြန်လေတိုက်သွားတာဖြစ်ပါတယ်အဲ့တော့ဒီတွဲဆိုင်ကတော့လက်ရှိအပြောအများဆုံးပဲဒီ Alex Pereira နဲ့ Saragan ရပွဲစဉ်တော့မှအဲ့လောက်ထိရင်မခုံကြအောင်အခုအပြောအများဆုံးကဒီပွဲစဉ်ဖြစ်နေပါတယ်ပရိသတ်တွေလည်းအရင်ကိုစိတ်ဝင်စားနေကြပါတယ်ပြီးတော့အများပိုင်း fighter အများပိုင်းကတော့ဒီ Ilia Topuria ဘက်ကပဲခံမှန်းထားကြတာဖြစ်ပါတယ်ဒီ Marab တို့ Alex Pereira ပါမယ်ပြီးရင် Sean O'Malley တို့ပြီးတော့အခြား Jamal Hill တို့လည်းပါအောင်မယ်အခြားဒီနာမည်ကြီး fighter တွေအကုန်လုံးပဲ28ယောက်လောက်ရှိတယ်အားလုံးက Ilia Topuria ပဲအနိုင်ရမယ်ဆိုပြီးတော့ခံမှန်းနေကြတာဖြစ်ပါတယ်Justin Gaethje ဘက်မှာတော့4ယောက်ပဲရှိတာပါအဲ့ဒါက Paddy Pimblett တို့ Diego Lopez တို့ပြီးတော့ဒီ Justin Gaethje ရဲ့အဖေပြီးတော့ Georgiana တို့เนาะဒီ4ယောက်ပဲရှိတာပါ Arman Tsarukyan ကလည်းဒီ Justin Gaethje ဘက်ကနေငွေတန်းလောင်းနေဆိုပေမဲ့သူကအနိုင်ရမယ့်သူကတော့ Ilia Topuria ပဲဖြစ်နိုင်တယ်ဆိုပြီးပြောဆိုခဲ့တာဖြစ်ပါတယ်သူဘာလို့ထည့်လဲဆိုရင်တော့ငွေကြေးကြောင့်ပေါ့နော်အဓိကတော့သူထည့်တာတော့ဒေါ်လာ1 သန်းပါသူပြန်ရမယ့်ငွေက4.9 သန်းထိရမှာပါအဲ့ဒါကြောင့်သူကဒီ Justin Gaethje တကယ်လို့ Justin Gaethje ကနိုင်ခဲ့ရင်သူကအမျက်မှာပေါ့ဗျာအဲ့ဒါကြောင့်သူကဒီဘက်ကိုထည့်တာပါဒါပေမဲ့အနိုင်ရမယ့်သူကတော့သူကအရင်ကတည်းကပြောပြီးသားပေါ့နော် Ilia Topuria ပဲနိုင်နေချင်ရှိတယ်ဆိုပြီးပြောတော့တာဖြစ်ပါတယ်အဲ့တော့ fighter တွေလည်းအများကြီးကိုပွားနေမှာဟိုဘက်မှာက28ယောက်ဒီဘက်မှာက3ယောက်လောက်ပဲဒီ Justin Gaethje ကိုထောက်ခံနေကြတာဖြစ်တယ်အဲ့တော့ရာခိုင်နှုန်းအဖြစ်ဆိုရင်90-30လောက်ဖြစ်နေပြီဗျာကျွန်တော်တော့အဲ့လိုမမြင်ပါဘူးခင်ဗျာဘာလို့ဆိုရင် Justin Gaethje ကလည်းတကယ်ကိုကောင်းတဲ့ fighter အခုမှအသက်က30ပဲရှိသေးတယ်40ကျော်နေတဲ့ fighter မဟုတ်ဘူးဗျာပြီးတော့ဒီပွဲက MMA ပွဲစဉ်တစ်ချက်ကောင်းတယ်လေပွဲသိမ်းသွားနိုင်ပါတယ်အဲ့တော့ကျွန်တော်ကဒီပွဲကို50-50တွေပဲခံမှန်းပေးချင်တယ်ဒါပေမဲ့အနိုင်ရတဲ့သူကတော့ Justin Gaethje လို့ပဲကျွန်တော်ထင်ပါတယ်ဘာလို့လဲဆိုရင်သူ့ရဲ့အိမ်ကွင်းဟုတ်တယ်ပြီးတော့နိုင်ငံတော်အဆင့်ပွဲစဉ်ဆိုတော့သူအကောင်းဆုံးစူးစမ်းပြီးတော့အနိုင်ရသွားမယ်လို့ကျွန်တော်ထင်တယ်ပြီးတော့ဒီပွဲစဉ်ကကွင်းပြင်မှာကျင်းပမှာဖြစ်တယ်ပြီးတော့ American အချိန်ဆိုရင်ညပိုင်းဖြစ်ပါမယ်ဒီကျွန်တော်တို့မြန်မာအချိန်ဆိုရင်တနင်္လာနေ့ပေါ့နော်အခုလာမဲ့ဂျွန်15ရက်နေ့တနင်္လာနေ့ဒီမနက်9နာရီမှာသူတို့ကတော့တနင်္ဂနွေနေ့ညပိုင်းဖြစ်မှာပါအဲ့တော့ချင်းနေရောတခြားအကောင့်တွေလည်းရှိကောင်းရှိနိုင်ပါတယ်
အဲ့တော့ကြောင့်ပရိသတ်တချို့ကတော့ Ilia Topuria ကို Justin Gaethje နိုင်မဲ့အကွက်ကအဲ့ဒီတစ်ကွက်ပဲရှိတယ်။ Ilia Topuria ရဲ့မျက်လုံးတွေထဲမှာအကောင်တွေဝင်သွားတဲ့အချိန်မှာဒီ Justin Gaethje ကအမောက်တိတ်ပြီးတော့အနိုင်ယူမယ်။ဒီပုံစံမျိုးပေါ့နော်ဟာတာဆန်ဆန်နဲ့ပဲပြောဆိုကြတာဖြစ်ပါတယ်။ပြောချင်တာကတော့လုံးဝမဖြစ်နိုင်ဘူးဆိုတဲ့အနေအထားပါဗျာ။ပြီးတော့ဒီပွဲစဉ်ကိုအရန်ကိုလာကြည့်ချင်တဲ့ fighter တယောက်ကတော့ American Champion Sean Strickland ဖြစ်ပါတယ်။အရင်နေ့ကလည်းပြောပြီးတော့ Sean Strickland ကသူ့ကို UFC ဘက်ကနေသူ့ကိုပိတ်ပင်တယ်အဲဒါကြောင့်သူသွားလို့မရဘူးဆိုတဲ့ပုံစံမျိုးပြောဆိုသွားတာဖြစ်ပါတယ်။အဲ့တော့ဒီအကြောင်းအရာကိုလည်းပရိသတ်တော်တော်များများကသိချင်နေပြီ။ဘာလို့ပိတ်ပင်ရတာလဲပေါ့နော်။ပြီးတော့နောက်တစ်ချက်ကဒီကောင်ကဒီ American နိုင်ငံသားဗျာအဲ့လိုမျိုး fighter တယောက်ကိုဘာလို့ပိတ်ပင်ရလဲဆိုတဲ့မေးခွန်းကြီးဒီမနက်ဒီ Dana White ကိုမေးခဲ့ကြပါတယ်။အဲ့တော့ Dana White ကအခုလိုမျိုးပြန်ဖြေသွားတာဖြစ်ပါတယ်။ အင်ဖြူတော် UFC ပွဲစဉ်ကနေဘသူကမှပိတ်ပင်တာမျိုးမရှိပါဘူး။အဲ့ဒီကောင်ကလိန်နေတာပါ။ Israel ကိစ္စပြီးတော့Donald Trump ကိစ္စကြောင့်ဆိုပြီးတော့သူ့ကိုလိန်ပြောနေတာဖြစ်ပါတယ်။ကျွန်တော်တို့ဘက်ကတော့ဘသူကမှမပိတ်ပင်ထားပါဘူး။အဖြစ်ရရှင်းပါတယ်။ကျွန်တော်တို့ဘက်က Sean Strickland ကိုမဖိတ်ထားပါဘူးခင်ဗျ။သူ့ကိုလူမှုပတ်ဝန်းကျင်ကနေပိတ်ပင်ထားတာဖြစ်နိုင်ပါတယ်။ပြီးတော့ကျွန်တော်တို့ဘက်ကလည်းသူ့ကိုလူသားတွေရဲ့ဘေးမှာရှိနေတာကိုကျွန်တော်မမြင်ချင်ပါဘူးဆိုပြီးတော့ဒေနာဝိုက်ကလည်းပြောဆိုသွားတာဖြစ်ပါတယ်။နောက်သူတို့နှစ်ယောက်ရဲ့ကြားမှာဆက်ဆံရေးကလုံးဝမကောင်းဘူးလို့ကျွန်တော်တို့ယူဆလို့ရတဲ့အခြေအနေမှာရှိနေပါတယ်။ဘာလို့ဆိုရင်လက်ရှိဒီအမျိုးသားတွေထဲမှာChampion ဆိုတာဒီတယောက်ပဲကျင်တော့တာပါပြောချင်တာ American Champion ပေါ့နော် American Champion ဆိုတာဒီတယောက်ပဲရှိနေတော့တာအဲ့ဒါကိုလည်းသူတို့ကမဖိတ်ဘူးဘာလို့လဲဆိုရင်အကြောင်းပြချက်ကတော့ခုနက Sean Strickland ဆွဆွဲတဲ့ပုံစံမျိုးပဲဖြစ်နိုင်ပါတယ်ဘာလို့ဆိုတော့ तू ကတနက်တွေလည်းပြစ်လေ့ကျင့်တယ်ပြီးတော့ဒီ Israel ကိစ္စရော Donald Trump ကိစ္စတွေရောဝယ်ဖန်တာတွေအရင်ကလုပ်ခဲ့တယ်အဲ့ဒါကြောင့်သူ့ကိုအရန်ကြီးအယုံကြည်မရှိလို့မဖိတ်တာလို့ပဲကျွန်တော်လည်းမြင်ပါတယ်ဒါပေမဲ့လည်း Sean Strickland ကအရင်ပြောခဲ့တဲ့အတိုင်းပဲသူတကယ်ကိုသွားမယ် White House ကိုရောက်အောင်သွားမယ်ပြီးတော့အထဲဝင်လို့မရရင်လည်းပန်းချန်ဒီဂိတ်နားမှာသူက Champion ကပတ်ကင်ပြီးတော့ရက်နေမယ် American မှာလည်း Champion ကျွန်တော်တယောက်လုံးရှိနေတယ်ဆိုတဲ့ဟာသူကပေါ်ပြသွားမှာဖြစ်ပါတယ်အဲ့တော့သူဘာတွေဆက်ပြီးတော့လုံးပြသွားမလဲဆိုတာကျွန်တော်ကတော့အရင်ကိုရင်ခုန်နေပါပြီဒီကောင်ကတကယ်ကိုလုံးတက်တဲ့ fighter မျိုးအဲ့တော့ဘာတွေဆက်ဖြစ်အောင်မလဲဆိုတာကျွန်တော်တစ်ချက်စောင့်ကြည့်ရမှာဖြစ်ပါတယ်နောက်ထပ်အကြောင်းအရာကတော့ဒီတစ်ပတ်ကစားမဲ့မြန်မာ fighter တွေရဲ့အကြောင်းပါအဲ့တော့ကျွန်တော်တို့အားလုံးသိပြီးသား One Championship ပွဲစဉ်မှာဆိုရင်ထုံးမင်းအောင်ရဲ့ကျော်စွာဝင်းရဲ့ပွဲရှိပါတယ်ဒီ fighter နှစ်ယောက်စလုံးကထိုင်းနိုင်ငံဘန်ကောက်မြို့မှာရောက်ရှိနေကြပြီဖြစ်ပါတယ်ပြီးတော့နောက်ထပ်တစ်ယောက်ကတော့ Vietnam နိုင်ငံမှာကစားမဲ့စလိုင်းရဲ့ပွဲစဉ်မှာစလိုင်းကလည်းဒီမနက်မှာပဲသူ့ရဲ့နေပြနဲ့ရန်ကုန်လေဆိပ်ကနေ Vietnam ကိုထွက်ခွာသွားပြီဖြစ်ပါတယ်အဲ့တော့စလိုင်းရဲ့ပွဲစဉ်ကတော့ Garo Martial Arts ဆိုတဲ့ YouTube channel မှာကြည့်ရှုရမှာဖြစ်တယ်ဒီတစ်ပတ်စနေနေ့ည9:00 နာရီမှာကြည့်ရှုရမှာဖြစ်ပါတယ်အဲ့တော့ကြော်ကြီးနဲ့ဒီထုံးမဲ့အောင်ရပွဲကတော့တောက်ကြညဆလိုင်းရဲ့ပွဲစဉ်ကတော့စနေနေ့ညမှာအရှူရမှာဖြစ်ပါတယ်ကျော်စွာဝင်းကိုတော့မနေ့ကသူ့ရဲ့တထေးကြီးဖြစ်တဲ့ Mr. Wang ပေါ့နော် Mr. Wang ကဦးနောက်သုံးပြီးတော့ကစားမာကုံကြီးပဲအရင်ကြီးအားကိုလို့မရဘူးပြီးတော့လက်ကိုကတ်လုံအောင်ကအပတ်ကတ်မမိအောင်လဲတောင်းခွဲရမယ်ဆိုပြီးတော့သူကဒီဦးနောက်သုံးပြီးကစားဖို့မှာကြားခဲ့တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့မြန်မာ fighter အကုန်လုံးဒီပါလိုအပ်နေတာအဲ့ဒီအချက်ပါပဲဘာလို့ဆိုရင်ဒီ PR ပေးပြီးကစားတယ်မာကုံဦးစားပေးပြီးတော့ကစားတယ်ခေါင်းသုံးပြီးတော့ဒီအမတ်ယူတဲ့ပုံစံမျိုးတိတ်မကစားတတ်ပါဘူးအဲ့ဒါကြောင့်လဲငွေထိုင်းပွဲစဉ်မှာရလက်ကတိတ်မကောင်းချင်ဘူးဖြစ်နေတာပေါ့နော်အဲ့တော့ Mr. Wang ပြောသလိုပဲဦးနောက်သုံးပြီးတော့ပို့ပြီးတော့ဒီအမတ်ယူတဲ့ပုံစံမျိုးကစားတာတော့ပိုအဆင်ပြေမလို့ထင်ပါတယ်ဟုတ်ကဲ့ဒီနေ့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာပြန်ဆုံမယ်အားလုံးကိုကျေးဇူးတင်ပါတယ်